နည်းနည်းလေးမှားယွင်းတာနဲ့တန်ဖိုးကြီးတဲ့တစ်တီရောကားရောလူပါအခုမြင်တွေ့နေရတာကတော့တာမန်လူတွေတွားဖို့တောင်ခက်ခဲ့တဲ့တောတောင်ကြားကရွှင့်ပွက်လမ်းစိုးကြီးတစ်ခုပဲဖြစ်ပါတယ်ဒီလမ်းပေါ်မှာတန်ချိန်ပေါင်းများစွာလေးလံတဲ့တစ်လုံးကြီးတွေကိုအပြည့်တင်ဆောင်ထားတဲ့ဒုံဖန်တစ်တင်ကားကြီးဟာအသက်ဘေးနဲ့ရင်းပြီးရုန်းကန်နေရတာပါကြည့်လိုက်ပါဦးကားရဲ့ကိုယ်တိုင်ဟာတစ်ဖက်ကကမ်းပါးနိုင်ရန်နဲ့ပုတ်တိုက်မိတော့မလို့နောက်တစ်ဖက်ကလည်း6ကမ်းပါးတဲ့ကျသွားတော့မလို့အခြေအနေမျိုးနဲ့ရင်ဆိုင်နေရတာပါအင်ဂျင်ပါဝါမြင်းကောင်ကြီး400ကျော်ရဲ့ဟင်းဟောက်တန်တဲ့အတူဘေးတွေဟာရွှွန့်နုံနဲ့မှအစွမ်းကုန်လဲပတ်နေပြီးရှေ့ကိုတလက်မှချင်းတိုးနိုင်ဖို့ကြိုးစားနေရပါတယ်ဒီလိုနေရာမျိုးမှာမောင်းနေရတာဟာဒရိုင်ဘာတယောက်တော့ကတော့ငရေခမ်းပါပဲစတီယာရင်ကိုစက်ကမလက်ထင်းချောင်းနေရသလိုကားရဲ့အလီးချိန်နဲ့ဆွဲအားကိုမျှတအောင်ဂီယာကိုလည်းအချိန်ကိုက်ပြောင်းလဲနေရပါတယ်ကားပေါ်မှာတင်ဆောင်ထားတဲ့တစ်လုံးတွေကလည်းအလွန်လေးလံတဲ့တစ်မားတွေဖြစ်တာကြောင့်ကားရဲ့ဆွဲအားကြီးတဲ့တစ်တက်ရောအသုံးချရလူပါအကုန်လုံးပျက်စီးသွားနိုင်တဲ့အန္တရာယ်ကြောင့်မှာဒရိုင်ဘာဟာသူ့ရဲ့ကျွမ်းကျင်မှုကိုအစွမ်းကုန်ပြသနေပါလေနောက်ဆုံးမှာတော့ဒီတမ်မနီကြားကြီးဟာခက်ခဲလာတဲ့ရွှင့်ပွက်လမ်းစုကြီးကိုအောင်မြင်စွာကြော်ဖြတ်ပြီးသူ့ရဲ့ခရီးစဉ်ကိုဆက်လက်ထွက်ခွာနိုင်ခဲ့ပါတယ်ကျွန်တော်တို့အိမ်တွေမှာသုံးနေတဲ့တစ်သားပရိဘောဂတွေရဲ့နောက်ွယ်မှာအခုလိုအသက်နဲ့ရင်းပြီးလုတ်ကင်နေရတဲ့သူတွေကောင်းတွေရှိနေတယ်ဆိုတာဒီဗီဒီယိုကသက်သေပြနေတာပဲဖြစ်ပါတယ်ဗျ